အနုပညာအလုပ်ကိုဝါသနာပါလို့ရှောက်လန်းလာခဲ့သူမဟုတ်ပေမဲ့အနုပညာအလုပ်ထဲကိုပဲတရုတ်ဆောင်တယောက်အနေနဲ့ဝင်ရောက်လာပြီးခဲ့တဲ့နောက်မှာတော့ဒီလုပ်ကိုပဲတစ္ဆာရှိရှိနဲ့နှစ်ပေါင်း15နှစ်ကျော်လုပ်ကင်လာခဲ့တဲ့သူကတော့ဇက်ဖို့ဇက်ရမင်းသားဇင်မျိုးပဲဖြစ်ပါတယ်ဟိုပတ်စံတော့ကျွန်တော်တို့မျိုးမြက်ရမရှိပါဘူးဒီကားပြီးတဲ့နောက်ကားရိုက်မှထမင်းစားရတာပေါ့နော်ဒါပေမဲ့ဒီကားပြီးတော့ကျွန်တော်ယုံတင်တဲ့အခါမှာကိုကဒီကိုရဲ့ဘက်မှာကိုရဲ့တထောင်တနေရာပေါ့ကိုတောင်းဝင်ပေးတဲ့နေရာကိုတောင်းဝင်ချီတယ်ပြည်သက်တည်းIPT ကတော့ဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်အဲ့ဒါလေးနဲ့ပဲအခုဆို15နှစ်ကျော်လောက်ရှိပြီရက်တည်နေတော့လူငယ်ဘဝတုန်းကတင်းမောသားလုပ်ဖို့စိတ်ကူးရှိခဲ့ပေမဲ့လို့အန်နီယံကြုံတွေ့ရမှာစိုးရင်တဲ့မိဘတွေကသူ့ကိုလုတ်ခွင့်မပေးခဲ့ပါဘူးဒီလိုနဲ့ရက်ွက်ထဲမှာရှောင်းလဲလဲနေရင်းကနေဒါရိုက်တာတယောက်နဲ့တွေ့ဆုံကဘာမှမသိပဲတရုတ်ဆောင်အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်အနုပညာမျိုးရိုးမရှိပေမဲ့ဖခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဖွင့်လှစ်တဲ့တရုတ်ဆောင်တင်တန်းမှာလည်းတက်ရောက်ခဲ့ပါတယ်တင်တန်း2လအကြာဒါရိုက်တာကျော်စောလင်းကဇလန်းလိုအပ်ချက်အရာလူသစ်လာရောက်ရွေးချယ်တဲ့အခါမှာဇင်မျိုးအရွေးချယ်ခံခဲ့ရပါတယ်ဘာလို့မှမသိတဲ့အချိန်မှာဒရိုက်တာဥက္ကာဘဝနေပြီးတော့လမ်းနဲ့ပြောင်းလာတယ်ကိုနေထလင်းတို့အကူတို့ပေါ့လမ်းနဲ့ပြောင်းလာရင်လည်းလမ်းထဲမှာကျွန်တော်မြင်တော့ညီလေးရုပ်ချောတယ်တဲ့ရိုက်မလားတဲ့ကိုနေထလင်းနဲ့ရိုက်မယ်တဲ့တခါတော့ရိုက်မယ်ဆိုတော့နဲ့ကျွန်တော်အဲ့မှာပြီးတော့အဆက်ပြတ်သွားကျွန်တော်ဖေကဒီလိုတဲ့ရုပ်ရှင်စီယိုမှာရုပ်ရှင်တရုတ်ဆောင်တင်တန်းဖွင့်တယ်မင်းအဆက်တွေလည်းမရှိဘာလည်းမရှိတော့တွတ်တက်ပါလားအဲ့နဲ့ရုပ်ရှင်စီယိုကနေပြီးတော့ဘိုင်းစိန်လက်ထက်ပေါ့အဲ့လက်ထက်မှာကျွန်တော်တွတ်တက်တာကျွန်တော်တင်တန်းတက်ရင်လည်း2လလောက်အကြာကျမှအဲ့မှာကျွန်တော်ရိုက်တာကိုကျော်စောလင်းကနေပြီးတင်တန်းနေပြီးတော့တယောက်လာရွေးမယ်တဲ့ဟိုမင်းဟင်းမှာရိုက်မင်းဟင်းနဲ့ရိုက်ဖို့ကိုမင်းဟင်းနဲ့ရိုက်ဖို့ဆိုပြီးတော့အဲ့တော့ကျွန်တော်ရွေးခံရတဲ့နှုတ်ဝီတောင်းရယ်ကျွန်တော်ရယ်ပေါ့နော်ကိုရင်းမင်းနဲ့အဲ့တင်တန်းတက်2လမှာတွားရိုက်လိုက်တယ်ရိုက်ပြီးတော့ဒရိုက်တာသဘောကျတယ်အဲ့တော့တရုတ်ဆောင်ကြီး1000ရတယ်အဲ့1000နဲ့ကျွန်တော်တင်တန်းတက်တာ1လ1000ဆို41000ပြီး3000ပြရဆိုပြောနေကြာရဇက်ဝင်ကန်းကိုအငိုအီဟာတဖိုက်တင်မရွေးတန်းပျော်ပျော်ကြီးစိတ်ချနေသူဇင်မျိုးဟာအဆိုတီးမှာလဲပါရမီရှိသူတယောက်လို့ဆိုရင်မမှားပါဘူးဒီလောကတွေကိုအောက်ချီရပေါ့အောက်ချီရရောက်လာတယ်ဆိုတော့ရှူတင်မရှိရဲ့ရက်တွေဆိုအရင်တော့ကျွန်တော်ဥစားပေါ့ခမင်းချက်တယ်ဟင်းချက်တယ်ခါရီကျမုတ်တီလှုပ်စားပြတယ်ဒါတွေကကိုအတွက်အပြင်းလဲပြေနောက်စိတ်လဲထွက်ပေါက်ဖြစ်တယ်လေတခုကအောင်ဆိုင်တယ်ဆိုအဲ့ဒါလှုပ်ဖြစ်တယ်နောက်ပိုင်းကျတော့ခါကျတော့ကျွန်တော်ရှူတင်မရှိအေးဝဝအိပ်ပြတ်တယ်ဒီကတရုတ်ဆောင်တယောက်ကစိတ်ရှင်းနေဖို့အရေးကြီးရပေါ့နော်စိတ်ရှင်းနေမှကိုဒရိုက်တာဒီကားမှာထည့်တဲ့မုကဝယ်မအောင်ဇင်မျိုးဟာတရုတ်ဆောင်အလုပ်ကိုငယ်စဉ်ကတည်းကဝါသနာပါပြီးလုပ်ခဲ့ရတဲ့အလုပ်မဟုတ်ပေမဲ့ဒီလုပ်ကိုတန်ရောစင်တွဲပြီးစိစက်ကြရအယုတ်ထင်တဲ့တရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်နေဦးမှာပါ